ဒီနေ့ကတော့လေနည်းနည်းလေးရေစရာကောင်းပြီးတော့နည်းနည်းလေးအားနေလို့ပေါ့နော်အပြင်းပြေအကြောင်းအရာတကူပြောချင်တာပါအစားကတော့အဲ့လူတွေကိုတုံ့ပြန်မယ်ဆိုတဲ့စီစဉ်ရှိကိုမရှိတာဒါပေမဲ့ပြောတင်ပြောထိုက်တဲ့အမှန်တရားတချို့တော့ရှိတာပေါ့နော်ဆိုတော့ကျမရဲ့ Facebook post တခုအောက်မှာလူတယောက်ကလာရေးသွားတာပေါ့ဟာဒီမိန်းမကိုစိုးထွန်းမျက်နှာနဲ့ဘာမှပြောချင်လို့ဆိုပြီးတော့လာရေးသွားတာပေါ့နော်ဆိုတော့ကျမစဉ်းစားကြည့်သူကျမကဘယ်သူနေများမှားနေတယ်လဲပေါ့သူကျမအကြောင်းလည်းမသိဘူးထင်ပါတယ်သိလားကျမကကျမနဲ့ကိုစိုးထွန်းကတခါမှနိုင်ငံရေးကိုဘယ်ဖွဲ့စည်းနေမှတွဲမလုပ်ခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့က1995ဖေဖော်ဝါရီလမှာဖမ်းခံရတယ်1995ဧပြီလကုန်မေလဆန်းမှာ19နှစ်ကြာသွားတယ်ပေါ့နော်ဆိုတော့ကိုစိုးထွန်းတို့96ကျောင်းသားတွေက96ဒီဇင်ဘာမှာထင်တယ်အရေးတော်ပုံကြီးဖြစ်တယ်96အရေးတော်ပုံဖြစ်တယ်အဲ့ဒီမှာသူတို့ပါတယ်ဖမ်းခံရတယ်ဆိုတော့သူတို့ကိုဘယ်ချိန်လောက်မှအမိန့်ချလဲတော့ကျွန်မမသိဘူးပြီးတော့ထောင်ကလည်းမတူဘူးပေါ့နော်ကျမတို့ကထောင်ပြောင်းတော့တာဝရီထောင်ကိုရောက်တယ်ကိုစိုးထွန်းကဘယ်ထောင်မှာလဲတော့မသိဘူးကျမနဲ့တခါမှအဆက်အသွယ်မရှိဘူးပေါ့နော်ဆိုတော့ကျမက2001မှာထောင်ကလွတ်တယ်ထောင်ကလွတ်ပြီးရဲ့နောက်ပိုင်းမှာကျမကjournalist လုပ်တယ်ပေါ့နော်အားလုံးကကိုယ့်အလုပ်နဲ့ကိုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဆက်လည်းမရှိဘူးကိုစိုးထွန်းတို့ထောင်ကပြန်လွတ်လာပြီးတဲ့နောက်ပိုင်းမှာတော့တချို့ပွဲတွေမှာစုံထက်တယ်ပေါ့နော်ချုပ်ပွဲတွေမှာစုံထက်တယ်နိုင်ငံရေးကျင်းသားဟောင်းချင်းတူတူဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမအနေနဲ့ကခင်ငယ်မင်းရှိတယ်အဆက်ဆန်ရှိရပေါ့နော်ဆိုတော့အဲ့ဒီလူကကျမကိုဘယ်လိုဖြစ်ပြီးတော့အဲ့လိုဆွဆွဲလဲတော့ကျမလည်းမသိဘူးပေါ့နော်ဆိုတော့နည်းနည်းတော့ဆက်လို့မရဘူးပေါ့ဆိုတော့အတားကကျမပြောပြတာပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့နောက်တစ်ယောက်တော့မဟုတ်ပါဘူးခဏပါပဲဒီကျမတို့အမေရိကန်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တိုက်ခိုက်တာပေါ့နော်ဆိုတော့ကျမကအဲ့အတွက်လည်းဂရုတော့စိုက်နေရမှာမဟုတ်ဘူးသို့တော့ကျမပြောပြချင်တာဘာလဲဆိုတော့ကျမဒီအမေရိကကိုဘာလို့လာလဲဆိုတော့ကျမသားနဲ့သမီးရဲ့အနာဂတ်ဘဝအတွက်ကိုလာတယ်ပေါ့နော်ဘာဖြစ်လို့ကျမကဒီ2021စစ်တပ်ကအာဏာသိမ်းပြီးတဲ့အချိန်ကနေစပြီးကျမလုံနိုင်တဲ့သမ ्या ကိုကျမလုပ်ပေးခဲ့တယ်ပြီးတဲ့နောက်မှာကျမထွက်လာတယ်ပေါ့နော်ကျမအတွက်အန်ရဲ့တစုံတရာရှိနေတယ်လို့သိတဲ့အချိန်မှာကျမထွက်လာတယ်ကျမကထွက်လာပြီးတဲ့နောက်ပိုင်းမှာလေကျမဘေးចောင်းသားကိုမှနေတော့ចောင်းမတက်နဲ့ចောင်းထွက် CDM လုပ်ကြလုံးဝမပြောဘာလို့ကျမနားလေတယ်လူဆိုတာဒီပညာရေးနဲ့ပတ်သက်ပြီးတော့အရေးကြီးတယ်ပေါ့နော်လူငယ်တွေဒီအထူးသဖြင့်လူငယ်တွေဒီပညာရေးမှာအားနည်းလို့မရဘူးအဲ့လူငယ်တွေပညာရေးကိုအားနည်းသွားတာဟာတိုင်းပြည်ရဲ့အနာဂတ်ကိုပါရပ်တန့်သွားအောင်လုပ်တာပေါ့နော်ဆိုတော့အဲ့လိုကျမနားလည်ထားတယ်ဒါကြောင့်မို့လို့ကျမကဒီကလေးတွေကိုအမြဲတမ်းပြောတယ်ဘယ်လိုပဲဖြစ်ဖြစ်ပညာရေးကိုဆက်လက်သင်ပါကြီးဒီဖြေနိုင်ဖြေ ICGSC လို့ဟာမျိုးဖြေနိုင်နေလဲဆိုရင်လည်းဖြေအဲ့တော့တချို့ကလေးဆိုလာမိရဲ့ကျမတို့ကြီးဖြေခြင်းနေပတ်စံလည်းမတက်နိုင်ဘူးဘယ်လိုလုပ်ရမလဲဟုတ်ပြီ online မှာ free ပေးတဲ့တင်တဲ့နေရှိရဲ့အဲ့တင်တဲ့နေနဲ့ချိတ်ဆက်ပါဘယ်လိုချိတ်ဆက်ပါပေါ့နော်စာအုပ်စာတမ်းလိုအပ်တယ်ဆိုလို့ရှိရင်လေကျမကအင်တာနက်ပေါ်ပဲရနေတဲ့နေရာမှာနေတာဖြစ်နေတဲ့အတွက်ထိုင်းမှာနေနေတာဖြစ်တဲ့အတွက်ကျမတောက်တွေ download လုပ်တယ် download လုပ်ပြီးတော့သူတို့စီကိုကျမကတနည်းနည်းနဲ့ပို့ပေးတယ်ပေါ့နော်ဆိုတော့ဒါမျိုးပဲကျမလုပ်ပေးတယ်ပေါ့နော်ဒါကျမတက်နိုင်နေဘက်ကအကူအညီလုပ်တာပေါ့အကူအညီပေးခဲ့တာပေါ့နော်ဆိုတော့ကျမစစ်တိုက်ဖို့လဲတွန်းအားမပေးဘူးဘယ်လူငယ်ကမှခါတိုက်ပွဲစစ်ကောင်စီကိုလက်နက်ကင်တိုက်ရမလို့ကျမလုံးဝတခါမှမပြောဘူးဘာဖြစ်လို့လဲဆိုတော့ကျမကိုယ်တိုင်တောင်မှလက်နက်ကင်ပြီးစစ်တိုက်တဲ့အလုပ်ကိုတခါမှမလုပ်ခဲ့ဘူးတကယ်ကိုမလုပ်ခဲ့ဘူးအဲ့ဒီအတွက်ကြောင့်မလို့ကျမလည်းဘယ်သူသားသမီးကိုမှလက်နက်ကင်ပြီးစစ်တိုက်ဖို့မတော်ခိုင်းဘူးကျမသားသမီးကိုလည်းမတော်ခိုင်းဘူးပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကကျမအရင်လိပ်ပြလုံးနေပြီးတဲ့အခါကျတော့ကျမကဘဲတော့ဒီ NUG မှာဘဲတာဝန်မှကျမမယူကျမကိုလည်းသူတို့ခေါ်ပြီးတော့တာဝန်မပေးသလိုကျမလည်းဘဲတာဝန်မှမယူထားဘူးဒီအတွက်ကြောင့်မို့လို့ကျမဒီနိုင်ငံမှာမနေနိုင်လို့မနေတော့လို့ဘဲကိုသွားကျမလိမ့်ပြမလုံးစရာဘာအကြောင်းမှမရှိကျမလိမ့်ပြလုံးနေနောက်တခါ
အဲ့လိုပေါ့ကျမတို့လာပြီးတော့ပြောနေတဲ့လူတွေကိုကျမတကယ်ကိုစိန်ခေါ်ခြင်းဘယ်လိုစိန်ခေါ်ခြင်းလဲတက်လားကိုကkeyboard fighter လောက်လုပ်ပြီးတော့ American နိုင်ငံကိုရှောက်လို့ရလားမရလားဆိုတဲ့ဥစ္စာကိုရှောက်ကြည့်ပါလို့ဘာဖြစ်လို့ရှောက်ကြည့်ခိုင်းတာလဲဆိုတော့ကျမတို့ဒီထိုင်းမှာရှိနေတဲ့အချိန်ပေါ့နော်ကျမတို့ဒီ US ကိုတတိယနိုင်ငံကိုသွားဖို့အတွက်ရှောက်တဲ့အချိန်မှာ US Canada Aussie ၃နိုင်ငံအတွက်ကိုရှောက်တာလူသိန်းကျော်ရှိတယ်အဲ့လူသိန်းကျော်တွေကမှကျမတို့1000ကျော်လောက်ပဲတတိယနိုင်ငံကိုပြောင်းရွှေ့ခွင့်ရတဲ့သူဖြစ်တယ်ပေါ့နော်ဆိုတော့လူတိုင်းကဘိုင်ယိုမမှန်လို့ကျမမပြောဘူးနော်ဘိုင်ယိုပန်တဲ့လူတွေရှိရဲတိုးတော့သူတို့ရဲ့ချင်းကပ်ပုံချင်းကပ်နီးမှားနေတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကျမနဲ့တည်ရຫນွေဦးနိုင်ချင်းတွေရှိရဲຫນွေဦးမှာထောင်ကြတယ်ຫນွေဦးတော်လိုင်းအတွင်းမှာထောင်ကြတယ်ထောင်ကပြန်လွတ်လာတယ်ဘာပြည်မှာနေလို့မရလို့မဲဆောက်ကိုရောက်လာတယ်တတိယနိုင်ငံကိုရှောက်တယ်ပေါ့နော်ဒါပေမဲ့သူတို့မရဘူးဘာလို့သူတို့ကကြတော့ရှောက်တဲ့အချိန်နောက်ကျသွားတာပေါ့နော်ရှောက်တဲ့အချိန်နောက်ကျသွားတယ်အဲ့တော့တစုံတရာကွာဟာချက်ရှိနေမရဘူးပေါ့တချို့ CDM ဆရာမတွေရှောက်ကြတယ်မရဘူးပေါ့နော်မရတဲ့အတွက်မဲဆောက်မှာတောင်းတင်နေတယ်မဲဆောက်မှာဒုက္ခတွေနဲ့နေရတယ်ပေါ့နော်ကျွန်မအဲ့ဒီလူတွေကိုအရင်ကိုချင်းစားတယ်အဲ့ဒီလူတွေအတွက်ကိုလေကျွန်မအမြဲတမ်းအာယုံနဲ့မှကျွန်မအမြဲတမ်းရှိရပေါ့နော်ဆိုတော့အခုကျွန်မလုံနိုင်တာကဘာလဲဆိုတော့အင်တာနက်ကနေပြီးတော့ဘယ်နိုင်ငံကနေပြီးတော့ပေါ့နော်ဒုက္ခတွေကိုဘယ်လောက်ခေါ်မယ်လို့ဆိုတဲ့အချက်လက်မျိုးကိုတွေ့ရင်တော့ကျွန်မတို့စီကို share ပေးတယ်နောက်တစ်ခါဒီမသွားရပဲနဲ့ကြင်ခဲ့တဲ့ကျွန်မလူငယ်တွေရှိရပေါ့နော်ဆိုတော့အဲ့လူငယ်တွေကို scholar နဲ့သွားဖို့အတွက်ကျွန်မအားပေးတယ်ဒီ scholar လျှောက်ဖို့အတွက်ကိုကျွန်မlink တွေတွေ့ရဆိုရင်တွေ့တယ်လို့ကျွန်မတို့ကို share ပေးရပေါ့နော်ဆိုတော့ဒါကျွန်မလုံနိုင်တာပေါ့နော်ဆိုတော့တတိယနိုင်ငံကိုသွားဖို့အတွက်နိုင်ငံတကာကနေခေါ်တဲ့အချိန်မှာရှောက်သမျှလူတွေကိုလက်ခံတာမဟုတ်ဘူးတတိယနိုင်ငံကိုသွားချင်တဲ့လူတွေဟာကဘာကြီးတစ်ခုလုံးမှာပေါ့နော်194နိုင်ငံမှာလူပေါင်းတန်းနဲ့ချီပြီးရှိတယ်ဆိုတော့အဲ့ဒီလူတွေအကုန်လုံးဘယ်နိုင်ငံမှမခေါ်နိုင်ဘူးဒါကြောင့်မို့လို့သူတို့ရဲ့သတ်မှတ်ထားတဲ့ criteria ရှိတယ်အဲ့ဒီ criteria တဲ့ကြိုက်လားမကြိုက်လားဆိုတာကိုကြည့်ပြီးတော့မှခေါ်တာပေါ့နော်ဆိုတော့ကျမတို့ဒီတတိယနိုင်ငံသွားဖို့အတွက်ရှောက်တဲ့အချိန်မှာကျမတို့ဘိုင်ကိုတင်လိုက်တဲ့အချိန်မှာကျမကိုအရင်ဦးဆုံး UNHCR ကနေပြီးတော့ interland ပြုတယ်ပြီးတဲ့အခါကျတော့ RSC ကပြုတယ်ပြီးတဲ့အခါကျတော့မှဒီ USCIS ကနေပြီးတော့ interland ပြုတယ်ပေါ့နော်အဲ့ဒါပြီးတော့မှကျမတို့ approve letter ဆိုပြီးထုတ်ပေးတယ်ပေါ့ဆိုတော့ဒါကသူတို့သွားတဲ့ process ပေါ့နော် process အစဉ်နဲ့ interview အစဉ်နဲ့သွားတယ်အဲ့တော့ကိုသွားချင်တိုင်းသွားချင်တယ်လို့သွားလို့ရတဲ့နေရာမဟုတ်ဘူးပေါ့နော်ဆိုတော့ကျမရဲ့ bio နဲ့ကျမဟာအရှင်းဆုံးပြောတော့ခိုင်မာတဲ့အတွက်ကြောင့်မို့လို့ကျမကိုဒီနိုင်ငံကရွေးချယ်တယ်လို့ကျမနားလဲတယ်အဲ့တော့ဒါကျမကအဲ့ဒီလူတွေကိုစိန်ခေါ်ချင်တာပေါ့နော်ကျမလိုလုပ်လို့ရရင်လုပ်ကြည့်ပါလို့ကျမစိန်ခေါ်ချင်တာပေါ့နော်အဲ့တော့တကယ်တမ်းကျတော့ကျမတို့နိုင်ငံကလူတွေတော်တော်များများဒုက္ခရောက်နေတယ်အဲ့တော့ဘယ်သူမှဆိုသွားမယ်ဆိုရင်တတိယနိုင်ငံကိုသွားမယ်ဆိုရင်သွားခွင့်ရှိတယ်သွားလို့ခေါ်တယ်ဆိုလို့ရှိရင်လက်ခံတယ်ဆိုရင်သွားဖို့လေကျမအကြံပြုတယ်တိုးတော့ဘလို့လူတွေကိုကျမကပြောခြင်းလဲဆိုတော့ငါတာဝန်ယူထားတယ် NUG မှာဘယ်နေရာမှာငါတာဝန်ယူထားတယ်တိုးတော့မိသားစုလိုက်တတိယနိုင်ငံသွားပြီးတော့လေလိုင်းမော်ကနေပြီးတော့ကိုစားဆဲပေးမဲ့လူရှာပြီးတော့လိုက်ဆဲတာမျိုးတွေကိုတော့ကျမကလုံးဝလက်မခံဘူးကျမတို့နိုင်ငံသည်ကျမတို့ပြည်သူတွေသည်ဒုက္ခရောက်နေတယ်အဲ့တော့အဲ့ဒီဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက်ကိုကျမကကျမရဲ့မြင်တဲ့အမြင်ကိုကျမအခါအားလျော်စွာပြောမှာပဲအဲ့တော့ကျမကဘယ်အဖွဲ့အစည်းကိုမှမှန်မှန်ထောက်ခံနေစရာအကြောင်းမရှိဘူးလို့ယုံကြည်တယ်အဲ့တော့ကျမပုဂ္ဂိုလ်ရေးအရာပုဂ္ဂလိကအရာနာမည်တက်ပြီးဘယ်သူမှတော့ဆိုကားမှမဟုတ်ဘူးတိုးတော့ဒီအဖွဲ့အစည်းရဲ့လုပ်တဲ့ဂိုင်နဲ့အချက်လက်တွေကမှားနေတယ်ဆိုရင်မှားနေတယ်လို့ပြောမှာပဲအဲ့ဒါကျမရဲ့ရက်တည်ချက်ကျမရဲ့ယုံကြည်ချက်ပဲပေါ့နော်ဆိုတော့ဘာမှတော့မဟုတ်ဘူးကျမကဒီနေရာအားနေတာနဲ့ကျမဒီဟာလေးကိုပြောချင်လို့ပြောတာပေါ့နော်စာရေးရင်အများကြီးရမှာမလို့စာမရေးချင်လို့အတန်ဖိုင်နဲ့ပြောပါတယ်လို့